ဘယ်လိုပြောပြမလဲသူ့အတွက်ပဲအရင်စဉ်းစားပေးခဲ့ကွာဒါပေမဲ့ तू ကအဲ့ရလို့မသိဘူးနောက်ဆုံး तू ဟာဖြစ်တဲ့အခါမှာ तू ဘာပြောလဲဆိုတော့ဖင်းနေနေငါအရင်တင်ငယ်ရတယ်ပေါ့ तू က first date ကတော့ coffee ဆိုင်လေးမှာပဲ date ဖြစ်တာပေါ့နော်။တစ်နှစ်အတွင်းမှာတော့တော်တော်လေးဘယ်လိုပြောရလဲသူ့ဘက်ကလည်းတော်တော်လေးချစ်တယ်ပေါ့နော်။ကိုကလည်းတော်တော်လေးချစ်တယ်။အဲ့လိုမျိုးတစ်နှစ်ကျော်လာပြီးရဲ့အချိန်ကျမှသူ့ဘက်ကစပြီးတော့အဲ့လိုမျိုးလေးနည်းနည်းပြောင်းလဲလာလေးဖြစ်တာပေါ့နော်။အသက်ကွဲ feeling ကိုလည်းမသိဘူးဖောက်ပြန်တယ်ဆိုတာလည်းဘယ်လိုမျိုးလဲမသိဘူး။ तू ကအဲ့လိုမျိုးတယောက်ထဲနေခြင်းနဲ့ယောက်ျားရဲ့ထုံးစံအရာတည်ရမလားအဲ့လိုမျိုးတယောက်ထဲနေခြင်းနဲ့တို့အရန်နေစိတ်ရှုပ်ကိုနဲ့တူတူနှစ်ယောက်ရှိနေရတဲ့အချိန်က तू ကအရန်ပျော့တယ်လို့ပြောပြီးတော့တယောက်ထဲနေခြင်းနဲ့တို့အရန်စိတ်ရှုပ်နေတယ်တို့ဘာလို့အဲ့လိုမျိုးကြီးပြောလာတဲ့အခါမှာကိုကဒုက္ခကြီးရောက်တာပေါ့နော်အဲ့လိုမျိုးဆိုဟဲ့ဘာလို့တယောက်ထဲနေခြင်းတာလဲဘာဖြစ်လို့စိတ်ရှုပ်တာလဲဆိုသူ့မှာအကြောင်းအရာမရှိဘူးသူ့အရန်စိတ်ရှုပ်နေလို့သူ့ကိုလွတ်ထားပေးပါတို့ဘာလို့နောက်ပိုင်းကျမှတီးလိုက်ရတာပေါ့အမကောင်မလေးတယောက်နဲ့အဲ့လိုမျိုးတွဲနေရတော့မဟုတ်အဲ့ကောင်မလေးကိုသူလိုက်နေရပေါ့နော်အဲ့ကောင်မလေးလိုက်နေရတော်တော်ကြာပြီဟိုကောင်မလေးကလည်းပြောမယ်ဆိုသူ့ဘက်တော့နည်းနည်းတော့ပါချင်တဲ့သဘောမျိုးပေါ့နော်အဲ့မှာသတင်းပြန်ကြားရပြီးတော့အော်အချိန်ကြီးကအဲ့လိုမျိုးရောင်ဖြစ်ကုန်ပြီလားဆိုပြီးတော့မျိုးသိရတာပေါ့နော်ကိုကအမြဲတမ်းပဲတခုခုဆိုလို့ရှိရင်အဲ့လိုမုတ်သွားစားတာစားပေါ့နော်ဘယ်လိုပြောပြမလဲ။ तू ကကြောင်းတက်နေတာဆိုတော့သူ့မှာကိုပြောမှဆိုကိုကအလုံးလုံးနေတာကွယ်ကိုမှအင်ခန်းကပို့ပြီးတော့ရှိရပေါ့နော်သူ့ထက်စားလို့ရှင်အဲ့လိုမျိုးဆိုသူကိုနဲ့စားမုတ်စားလိုက်လို့ပတ်စံရော့သွားတဲ့ခါကြလို့ရှင်သူတက်ငယ်ချင်းနေနဲ့မုတ်စားရင်သူ့မှာပတ်စံမရှိရင်အဲ့လိုမျိုးသူဟိုပါပေါ့ဘယ်လိုပြောပြမလဲညနာငယ်ရမလားပေါ့နော်အဲ့လိုမျိုးဆိုကိုကသူ့ပတ်စံမတုံးရက်ဘူးဘယ်လိုပြောပြမလဲသူ့အတွက်ပဲအရင်စဉ်းစားပေးခဲ့ကွာဒါပေမဲ့ तू ကအဲ့ရလို့မသိဘူးနောက်ဆုံး तू ဟာဖြစ်တဲ့အခါမှာ तू ဘာပြောလဲဆိုတော့ဖင်းနေနေငါအရင်တင်ငယ်ရတယ်ပေါ့ तू ကဘယ်တော့ကိုကရှေ့ကနေပြီးတော့ဘယ်လိုပြောပြမလဲ तू ထိခိုက်မှာဆိုလို့သူ့အတွက်ကိုပဲအမြဲတမ်းစဉ်းစားပေးခဲ့တာအဲ့ဒါကို तू ထင်နေတာတခုဖြစ်သွားတာပေါ့နော်ဘာဖြစ်လို့ရွေးတာလဲငါကဘာဖြစ်နေလို့လဲအဲ့လိုမျိုးပြောချင်မှာ तू ခုနပြောလေ तू တိမ်ငယ်ရတယ် तू နေနေနေလို့ဆိုလို့ရှိရင်ငါတိမ်ငယ်ရတယ်ဆိုတဲ့စကားကို तू ပြောတဲ့အချိန်မှာအော် तू က तू နဲ့တူတဲ့လူကို तू လိုချင်တာဖြစ်မယ်ဒါအဲ့လိုမျိုးပေါ့နော်ကိုယ်စိတ်ထဲမှာအဲ့လိုမျိုးတွေးပြီးတော့ပဲဖြည့်သိမ့်လိုက်ရတာပေါ့နော်ဘာလို့လဲဆိုတော့ကိုမကလည်းဆက်ပြီးတော့သူမကိုနဲ့မသွားချင်တော့တာသွားမယ်ဆိုလို့ရှိရင်လည်းဆက်သွားမယ်ဆိုတော့နောက်ထပ်တယောက်ကို तू ထက်ရှာနေဦးမှာပဲအဲ့လိုတခြားကောင်မလေးနဲ့စကားပြောတာတွေအဲ့လိုမျိုးကြီးမလုပ်ပါနဲ့ဘာဖြစ်လို့လဲဆိုတော့ငါပြန်တီးရတဲ့ခါကျလို့ရှင်လည်းအစ်စ်မပြေဘူးငါဘယ်လိုမျိုးခံစားရလဲဆိုတော့နေတည်ရမလားနေပတ်သက်နေခံစားရလေတဲ့အဲ့တော့ဘယ်လိုပြောပြရမလဲချစ်ဖို့အတွက်မထိုက်တန်တဲ့လူကိုချစ်မိသွားတာပေါ့ပြောမယ်ဆိုမြစ်တာပဲပေးချင်တာပေါ့နော်သူကောင်းတာကြီးပဲနင့်ပေါ်မှာဖြစ်ဖို့ဖျားသွားပြီးတော့ဆူတောင်းလိုက်နဲ့အမြဲတမ်းပဲဟိုဒီလိုမျိုးဖြစ်ခဲ့လို့ဆိုပြီးတော့သူ့ကိုချိန်နာရွာအဲ့လိုမျိုးမရှိဘူးကောင်းကောင်းမွန်မွန်လူနေနဲ့ပဲတွေ့ပြီးတော့ဘဝကိုကောင်းကောင်းမွန်မွန်လေးနဲ့ပဲဖြစ်သွားစီချင်တာပေါ့နော်